ဒီဗီဒီယိုလေးမကြည့်ရသေးဘူးဆိုရင်ကြည့်ဖြစ်အောင်ကြည့်တော့ကျွန်တော်အကြံပေးလိုပါတယ်ဘာလို့လဲဆိုတော့ဒီကမိတ်ဆွေတို့တည့်ရတဲ့နဲ့တတိမထားမိတဲ့ပညာပေးနှစ်ခုလောက်ပါနေလို့ပါဒါဆိုရင် let's go တော့ကြည့်အောင်ကောင်းမလေးတယောက် slip လာဝယ်အော်သူယောက်ျားတဲ့ဘောနော်သူယောက်ျားတက်လာဝယ်ဟောကနေနေကြမ်းကြမ်းလေးပြန်ဖြေလိုက်နော်တွေးလိုက်မလားပြောတော့ essential လေးစိတ်ထဲမှာတမျိုးဖြစ်သွားတဲ့ပုံစံပဲခုနေစေတဲ့ဈေးကြီးနော်ဟိုကစိတ်မရှိတော့ဘာစိတ်ဖြစ်မှာလဲဝယ်ပေးချင်နော်ဒေးကြောင်တာဗျပြောရတော့ပြောလိုက်တွေးလိုက်ပြောတော့တွေးလိုက်လားတွေးလိုက်တာပြောတော့ကောင်းမလေးတမျိုးမျိုးအထားပေါက်တော့ဝင်ရတယ်ပြောချင်တာနော်အဲ့နေရာမှာပြောချင်တာပြောတော့အဲ့ဒီစလိပ်ပုံမှာခုနဟိုဆိုင်ရှိပြောတော့တူပဲနော်ကျမကြီးကိုဆူရောဆိုထိခိုက်စေပါဒီဆက်ရှိနေမပြေမတော့ရပြေနောက်ထပ်စလိပ်ရဲ့ဘူးခုမှာလေဟောပဇက်ကိုဟိုကင်ဇာဖြစ်တဲ့ပုံရင်းနေလေကြောက်စရာရေလှုပ်ထားတာဒါမဲ့ကျွန်တော်ကတည်တယ်ဒါမဲ့တောက်ကြတယ်ဘာလို့ကျွန်တော်တည်တာကိုတူတည်ရတာနဲ့ဘာလို့အဲ့လိုလှုပ်ပြရေးတာလဲသူ့ကိုမဆွလွတ်နိုင်မှသူတီးလို့လေစလိကအဲ့လိုလေသူ့ကိုမဆွလွတ်နိုင်မှသူတီးလို့အဲ့လိုတွေဖော်ပြထားရတာဘာဖြစ်မလဲဆိုစိတ်ကြအောင်ကောင်းမလေးတမျိုးအထားပေါက်တော့ပုံရတယ်ကျေးဇူးတင်တော့ဘာဖြစ်မလဲဆိုတော့မတီးတော့ဟိုကဆိုလို့လိုက်ပြီစိတ်မရှိတော့ဟောကောင်ကဘာဖြစ်သွားလဲဘရာတို့တူလို့လိုက်တာမှန်းလားကျွန်တော်ထင်ကြတော့လေခုနဆလီနဲ့တွေ့ရဖြစ်ပျက်ကိုဒါမျိုးတွေးပြီးတော့မြင်လိုက်ရတယ်နော်ဆလီကသူ့ကိုမစိုးလို့နိုင်မှန်းတင်ရင်ဘာညာအကုန်လုံးပြရက်တယ်လေသူ့ယောက်ျားကသူ့အရင်ချမန်တီလို့သူ့အကုန်လုံးအနိုင်ယူနေဆိုပုံစံမျိုးနော်သူတပုတ်ပေါက်တော့ထင်နော်ကျွန်တော်ကဘာလို့ဘယ်လိုယူရပြီးဒီဗီဒီယိုကိုပြရတော့တင်ပြလဲဆိုတော့တခုခုအတွေးထဲမှာတခုခုရောက်စေချင်လို့နော်ဘယ်တော့ဆုံပေးနေအရင်ပြိုနေကြတာကိုကျွန်တော်အမိကပ်ပြီးတော့ပြတ်တော့လောက်တာမဟုတ်နော်အဲ့လိုပြတ်သွားခဲ့လေတောင်းပန်ပါတယ်နော်အားလုံးပဲ this video မှာပြန်တွေ့ကြမယ် see you